တကယ်ချင်းတော့နော်အားလုံးမြင်ကြလာပါနော်ဒီနေ့ငါပေါင်းထုံးလုံးစားမယ်ထုံးစားမယ်နော်တကယ်ချင်းတော့အတူတူတွားကြည့်ကြမယ်နော်အခုဘာဝင်တဲ့ပစ္စည်းနော်ကျွန်တော်ပြောပြမယ်နော်ပစွန်ပါရမယ်နော်ပြီးရင်စပလင်းကြက်တုံဖြူထောင်းနော်ကျွန်တော်ထောင်းမယ်ကြက်တုံကြီးပါရမယ်ပြီးရင်တင်ဘော်ဒီနော်ထဲလေးရတယ်မထဲလေးရတယ်ကိုယ်စိတ်ကြိုက်နော်ငါပြောခုပါရမယ်ရေယိုရွက်ပါရမြင့်ပါရမယ်နော်မြင့်ဟိုရေရိုးရွက်ဆိုရင်ကျွန်တော်တို့ထဲမှာစားကောင်းတယ်ရိုးရွက်ဘာမှဖြစ်ဘူးเนาะကျွန်တော်တို့စားပေးနိုင်ကျန်းမာရေးကိုကောင်းမွန်စေတယ်เนาะရေရိုးရွက်ဆေးပဲဝင်တယ်เนาะအခုကျွန်တော်တို့ဒေချာဆေးထားဒေချာလောက်ထားလှီးထားပြီးရင်ကျွန်တော်တို့တမအောင်မှွဲလိုက်မယ်เนาะမှွဲလိုက်မယ်ကျွန်တော်တို့ရောလိုက်မယ်เนาะစားငပိရောင်တယ်မှုတ်တို့ပစုံတို့ကျွန်တော်တို့ဟိုစနင်းမှုတ်တို့ရောပြီးရင်ကျွန်တော်တမအောင်မှွဲပြီးရင်တော့ဟိုအစာမှုတ်တားမှုတ်ပါရမယ်เนาะတကယ်ချင်းတော့မွေးလိုက်မယ်ကဲပြီးရင်လည်းကျွန်တော်တို့ငပြောဖက်နဲ့ဖက်ရတော့ပဲနော်ရေယူအရွက်အောက်ခံမယ်နော်ကျွန်တော်အောက်ခံပြီးကျွန်တော်ထည့်မယ်ရေယူအရွက်ကပါရမယ်နော်တကယ်ချင်းတို့ကျွန်တော်ကြိုက်တဲ့လောက်ထည့်ပါနော်ကဲကျွန်တော်ဖက်မယ်ဒါပေမဲ့ကျွန်တော်ကဟိုဖက်တာတိတ်မကြွဘူးเนาะဒါပေမဲ့သူ့ရဲ့ရတာကစားကောင်းတယ်เนาะကြည့်တာမလှဘူးเนาะစားကောင်းတယ်တကယ်ချင်းတို့တူတူတွားကြည့်ကြเนาะလက်ကောကြည့်ဒီမှာကဲဆိုင်ကြမယ်เนาะတကယ်ချင်းတော့အောက်ကကျွန်တော်ရေထည့်ထားပြီးပြီเนาะဒါဆိုင်ပဲချိန်ဆိုင်ရမလို့ဆိုရင်เนาะကျွန်တော်ဖမ်းမှရွယ်ဟိုမိနစ်40လောက်เนาะကြက်သွားပြီเนาะတကယ်ချင်းတော့ကိုကြက်သွားပြီเนาะစားလို့ရပြီကိုနည်းနည်းတော့ပူတယ်အနာရမှွေးနေအောင်เนาะတကယ်ချင်းတော့ငါပေါင်းထောက်ပါเนาะတချို့သူကတင်ဘောဒီထည့်တယ်တချို့သူကတင်ဘောဒီမထည့်ဘူးเนาะကိုစိတ်ကြိုက်เนาะကဲစားကြမယ်လားတကယ်ချင်းတူတူစားကြမယ်နော်လိုက်လောက်ကြည့်เนาะတကယ်ချင်းတော့စားကောင်းတယ်เนาะ